တဝမ်းတစ်ခါအတွက်ဝါခုတ်ပြီးငွေရှာရပေမဲ့ကားမတော်တဆဖြစ်တာကြောင့်ညီကုန်းမလာခဲ့ရတဲ့အဖြစ်မေလ2ရက်နေ့ကနေပြည်တော်ဥတ္တရသီရိမြို့နယ်ထဲမှာဝလုံးတွေတင်ဆောင်လာတဲ့ဝါကားကြီးတိမ်းမောက်သွားခဲ့တာကြောင့်မမျှော်လင့်မဲ့အသက်ပေါင်းများစွာကျွေးလင်းခဲ့ရပါတယ်။ဥတ္တရသီရိမြို့နယ်ထဲကမိုးဆွေကျေးရွာနဲ့လွင်သားရကျေးရွာကြားကိုဆက်သွယ်ထားတဲ့ကျေးလက်လမ်းပိုင်းလေးတစ်ခုပေါ်မှာဝါးရီအပြည့်တင်ဆောင်လာတဲ့6ဘိန်းကားကြီးတစ်စီးကတောင်တက်တောင်ဆင်းလမ်းပိုင်းကိုဖြတ်တန်းမောင်းနှင်လာရင်းနဲ့ရုတ်တရက်အရှိန်မထိန်နိုင်တော့ပဲလမ်းဘေးကိုထိုးကျကတိမ်းမောက်သွားခဲ့တာပါ။ကားပေါ်မှာစုစုပေါင်းလူ38ဦးလိုက်ပါလာခဲ့ပြီးတော့အမျိုးသား9ဦးနဲ့အမျိုးသမီး9ဦးစုစုပေါင်း16ဦးဘဝကူပြောင်းခဲ့ရတာပါ။ကျန်တဲ့21ယောက်ကလည်းဒဏ်ရာတွေရတာကြောင့်နေပြည်တော်ကရင်တထောင်ဆေးရုံကိုပို့ဆောင်ပေးလိုက်ကြပါတယ်။ကားပေါ်မှာလိုက်ပါလာသူအများပြားကွယ်လွန်သွားတာကြောင့်အဖေမဲ့သွားတဲ့ကလေးငယ်တွေသားသမီးဆုံးရှုံးသွားတဲ့မိအိုဖအိုတွေမိခွန်ရကင်းမဲ့သွားတဲ့ဇနီးတွေအတွက်တော့အဆင်မကောင်းစရာဖြစ်ပါတယ်ရှင်။ကားဆရာအတွက်တော့သွားနေကြလမ်းလို့ထင်မိမိဝလုံးတွေရဲ့အလေးချိန်ကလည်းမနှဲတာကြောင့်အချိန်မထိန်နိုင်ကြတာပါရှင်။ဝါးတွေကိုအပြည့်သေးဆောင်လာပြီးတော့မောင်းလာတဲ့ကားကြီးကအလေးချိန်လည်းများတဲ့အပြင်လိုက်ပါလာတဲ့သူကလည်းများနေပါသေးတယ်။တောင်တက်တောင်ဆင်းလမ်းတွေမှာကုန်တွေရောလူတွေရောအပြည့်တင်ပြီးမောင်းနေတာကအနည်းများလုံးပါတယ်ရှင်။မနက်ကမှထမင်းကြိုက်လေးဆွဲပြီးအလုတ်သွားလိုက်အောင်မဲလို့မိသားစုကိုနှုတ်ဆက်ထွက်ခွာသွားပေမယ့်ညနေကျတော့အသက်မရှိတော့တဲ့အလုတ်သမားတွေအတွက်ကျန်ရစ်သူမိသားစုဝင်တွေကဝမ်းနဲ့ပူဆွေးနေရတာပါ။နွမ်းပါလို့ရတဲ့အလုတ်လေးကိုလှုပ်ရင်းနဲ့ဒီလိုအဖြစ်ဆိုးနဲ့ကြုံတွေ့ခဲ့ရတာကြောင့်သူတို့ရဲ့အဖြစ်ကလည်းစိတ်မကောင်းစရာပါရှင်။ဒါကြောင့်ရင်အန်ဒီရလည်းဘေးကင်းဖို့အရေးကြီးတယ်လို့အပေါ်ဝင်တွေကိုမတင်ဆောင်သင့်ကြောင်းကိုလည်းဒီအဖြစ်ကသင်ခန်းစာရစီတာပါ။တဝမ်းတစ်ခါအတွက်ရိုးသားစွာအလုံးလုံးရင်ဘဝကိုပြောင်းခဲ့ရတဲ့သူတွေအလုံးကောင်းရာဒုက္ခရိလာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဂျီယန်ပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။